ကျေတယ်တဲ့တံမြာသီးလိမ့်ရင်တဲ့မျက်နှာကိုယ်တိုင်လည်းခံစားခဲ့ဦးတယ်ဒီလားမျက်နှာလေအရင်တော့ကဒီမျက်နှာမှာလေဝက်ချံကြီးကြီးတွေဒီပကွက်ကြီးလိုမျိုးပေါက်တော့ကမျက်နှာသူများတွေကပျောက်တယ်တံမြာသီးလိမ့်လိမ့်ဆိုတော့မျက်နှာအဲ့အစိတ်လိုက်အချမ်းကြီးတွေလိမ့်မျိုးပို့ဖူးတယ်ဒီလားမလီမျက်ရည်တောက်တောက်ကြတယ်လေအရန်ဆက်လို့မတရားနိုင်ရအရန်ခတ်တယ်ဒီလားအဲ့မှာဒီတံမြာသီးပို့တဲ့ဒီ side effect ကဘာဖြစ်လဲဆိုတော့မျက်နှာကိုယ်တိုင်ခံစားရတာတော့ချွေးပေါက်တွေကျဲပြီးကျဲနေခဲ့တာပဲအမေချွေးပေါက်တွေခုထိကုနေရတော့ချွေးပေါက်ကျဲနေရအဲ့ဒါနော်သူကလေသူ့မှာတံမြာသီးမှာ acid တဲ့အပျော်စားလေးပါတယ်ဆိုပြီးမျက်နှာတို့မျက်နှာလေးကအရန်နုညံ့တယ်အဲ့တွေပေါ့နော်ဒီ acid တဲ့ပျော့ဟိုဖြစ်ဓာတ်ရိုက်ထိတွေ့တဲ့အခါမှာတကယ်ဆိုးကျိုးကတော့ရှိမှာပဲသိလားဟိုလေမျက်နှာအပေါ်ရန်လွာလေးညီမျက်နှာတို့ရဲ့ cell လေးတွေကိုလေပျက်စီးစေတာတော့မျက်နှာထင်တယ်ဒါပေမဲ့မျက်နှာလဲဟိုတိကျင်နေရပါတော့တကယ်ဟိုလေဆရာဝန်ကြီးတွေရဲ့ပြောတဲ့စကားလေးတွေကိုနားထောင်ကြတာဒါပေမဲ့လိုက်ရှာတာမျက်နှာမတွေ့ဘူးအဲ့တကယ်ဘလို့ဖြစ်လဲမသိဘူးဒီတမယာကြီးကကောင်းကျိုးအရင်များတော့လေစိုးကျိုးဘာတွေရှိလဲဆိုတာတကယ်သိကျင်တယ်အဲ့ကြောင့်တကယ်လို့လေသိတဲ့သူရှိရင်လည်းမျက်နှာကိုညွန်ပေးကြပါအောင်တကယ်လို့အဲ့သိရလို့ရှိရင်လည်းပြောပြကြပါအောင်မျက်နှာလည်းအရင်သိကျင်လို့လေတကယ်ဘုဟုတုတ္တဖြစ်ပေါ်တော့အားလုံးလည်းသိရအောင်လို့လေ comment လေးတွေမှာရေးပေးခဲ့ကြအောင်နော်